အောက်ကစပင်မွေးတွေကျွတ်ကြမယ်တဲ့ကျွတ်ကြကြအမွေးမရှိဘူးအကိုကြီးငယ်ငယ်တုန်းကထင်းရပန်းနဲ့ကြာထားလို့အမွေးကမပေါက်နိုင်ဘူးတလင်းပြောင်ကြီးနော်မရှိနော်တခုတော့ကန်ကောင်းတယ်ကျုပ်ဓာဖို့မကုန်တော့ဘူးပေါ့အကိုကြီးနော်အမွေးပေါက်နေကျုပ်ဓာဖို့ကုန်နေတယ်ဦးမသိလားနော်မရှိငယ်ငယ်ကထင်းရပန်းနဲ့ကြာထားအမွေးကမပေါက်နိုင်ဘူးတလင်းပြောင်ကြီးနော်တလင်းပြောင်ကြီးနော်အားကြောင့်မလို့ဒီကိုမကြက်ခွန်ရဲ့ပို့အောင်ကိုလာမှန်တာနော်မရှိဘူးကြကြကြအမွေတမေမှမရှိဘူးနော်ဘာလို့ဆိုမပေါက်နိုင်တာငယ်ကထင်းရပန်းနဲ့ကြာထားလို့နော်အားကြောင့်လာပြီးသတိပေးရဲ့အတွက်ကျေးဇူးတင်နော်စိုးရင်လေးနဲ့လာသတိပေးတာပေါ့ကွယ်နော်အားကြောင့်ကြကြကြအမွေမရှိဘူးနော်မရှိဘူးအကိုကြီး